ဘာမှပူနေမှလည်းသမီးရဲ့နေပေတရားလုံးရှိတာပဲသူလာရွေးမှာပေါ့ဖះမလာခဲ့ရင်တော့အဲ့တော့လေငါတို့မီးစင်ကြီးကကြမယ်သူ့သမီးကိုတော့အညာပါနဲ့ငါခန်းနဲ့ထည့်ထားလိုက်အနေနဲ့ကွာရဲစစ်တင်လာဒါမိုင်းနင်းလားကြောက်စားလို့မင်းသူတို့နှစ်ယောက်ကိုအခန်းထဲကိုထည့်လိုက်ဟုတ်ကဲ့အစီအဖွားကြီးကျုပ်ဘာသာညာတမ်းမှမကြားကြဘူးနော်ငါသိပေါက်ချင်ရောခင်ဗျားတို့အပျော်ကြီးခေါ်လာလားမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ပြန်ပေးဆွဲလာတာအဲ့တော့ခင်ဗျားတို့သေးပေါက်ချင်တယ်ဆိုလို့ရှိရင်လည်းအခန်းထဲမှာပဲပေါက်ကြောက်စားလို့သူတို့နှစ်ယောက်ကိုအခန်းထဲထည့်လိုက်ဟုတ်ကဲ့အစီမင်းပြီးရင်ငါးစီကိုလာခဲ့နော်ဟုတ်ကဲ့ပါအစီလာခုနှစ်ယောက်ကိုကိုတော်နဲ့ထည့်ပြီးတော့တောက်ခတ်ထားလိုက်။အဆက်လို့ရမယ် ဘာဆက်လို့ရမလဲဆိုတော့သူ့ယောက်ျားကြီးကိုဖုံးဆက်ရမှာပေါ့ဖုံးဆက်ပြီးတော့သူတို့နှစ်ယောက်ပြန်ပြီးခိုင်းရမှာပေါ့ ။နောက်နဲ့ပြန်ရင်ခံတယ် 3900 ။ဒီကမများဘူးလားအစီ မများဘူးလေတားမင်းနှစ်ယောက်တော့ဆိုတော့3900လောက်တော့တောင်းအောင်ပါပေါ့ ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အေးမင်းဒီကတက်တာထဲမှာကြက်ရိုးရှိတယ်အဲ့ကြက်ရိုးကိုယူပြီးတော့ငါခွေးလေးကိုကျွေးလိုက်ပြီးရင်ငါ့အတွက်ကပချီနိုတစ်ခွက်ဖြော်ခဲ့ ။ဟုတ်ကဲ့အစီ ပြောင်းမင်းမြန်သွားလေ ။ ကွာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် အာစီခွေးကိုကပချီနိုတိုက်ခိုက်လိုက်ရောအာစီကြိုက်ဖို့အတွက် ပြောင်းဒါပါကြီး ကြက်ရိုးလေ ကြက်ရိုးဆိုတော့ငါဘာပြောပါလဲ ခွေးပြေသွားတော့အာစီကလည်း ဘာပြောလဲ ကရောအာစီကရောဇောက်တို့မင်းကိုခိုင်းလိုက်ရင်မင်းအများနဲ့ဇောက်တို့ကြီးပဲလုံတယ်ခွေးကိုကပချီနိုတိုက်ပြီးတော့ငါ့ကိုကြက်ရိုးကိုက်ခိုင်းတယ်မင်းလုံးမှငါခွေးလုံးလုံးကိုဖြစ်ရော နောက်မဖြစ်စေရပါဘူးအာစီတောင်းမှမှာလေ လာငါနောက်လိုက်ခဲ့ကိုသားမိတီသွားမယ် အမလေးဟာချင်းနေရလည်းပေါ်လိုက်တာဘယ်လိုနေအောင်ခေါ်လာလဲမသိဘူးပြက်တယ် မမေတမျိုးဘယ်လိုလုပ်ကြမလဲ ဘာမှပူနေမှလည်းသမီးရဲ့နေပေတရားလုံးရှိတာပဲသူလာရွေးမှာပေါ့ ဖះမလာခဲ့ရင်တော့အဲ့တော့လေငါတို့မီးစင်ကြီးကကြမယ်ချင်းနေရကြိုက်အဲ့ပါဒီနေ့လည်းချင်း ဝိုင်းခမ ्या တို့နှစ်ယောက်ကိုပြန်ပေးဆွဲလာတဲ့ကိစ္စကိုခမ ्या ယောက်ျားနဲ့ဖုံးပြောခြင်းတယ်ခမ ्या ယောက်ျားကိုဖုံးခေါ်လိုက် ဘယ်ရောက်ပြီလား ခရောယောက်ျားဘယ်နှစ်ယောက်ရှိလို့တော့ သူ့ဖေတရားတဲ့ အဲ့ဒီသူ့ဖေဖုတ်ခေါ်ခိုင်းနေတာလေ